နတ်ဖျားတို့၏စမ်းသပ်မှုကိုမအောင်မြင်ပြီးနောက်အမိကိုဆောင်မြေခွေးနတ်ဆိုးမလေးသည်သူမ၏မူလတဏ္ဍသို့ပြန်လည်ပြောင်းလဲသွားခဲ့သည်ထိုအချိန်တွင်ဖြတ်တန်းသွားသောဧကရစ်မင်းမြတ်သည်သူမ၏အသက်ကိုကယ်တင်ပေးခဲ့ပြီးတောရိုင်းထဲသို့ပြန်လည်လွှတ်ပေးခဲ့သည်နှစ်ပေါင်းများစွာကြာပြီးနောက်ဧကရစ်မင်းမြတ်တေလူမျောပါဖြစ်နေချိန်တွင်အမိကိုဆောင်မြေခွေးနတ်ဆိုးမလေးသည်ရုတ်တရက်ပေါ်လာခဲ့သည်သူမသည်ဧကရစ်မင်းမြတ်အပေါ်ထားရှိသောကျေးဇူးကြွေးကိုဆက်ရန်အတွက်ထိုနေရာသို့ရောက်ရှိလာခြင်းဖြစ်သည်ဧကရစ်မင်းမြတ်ကမြေခွေးနတ်ဆိုးမလေးအားသူ၏အင်ပါယာနိုင်ငံတော်ကိုကာကွယ်ပေးရန်တောင်းဆိုခဲ့ပြီးထိုနောက်ဆုံးစကားများကိုပြောကြားပြီးနောက်ကွယ်လွန်သွားခဲ့သည်ထိုနေ့မှစ၍မြေခွေးနတ်ဆိုးမလေးသည်နန်းတွင်ဖျားကျောင်းအတွင်း၌နေထိုင်ခဲ့သည်နှစ်ပေါင်းများစွာအတွင်းနိုင်ငံတော်တွင်ကြီးမားသောအကျပ်တဲတစ်ခုနှင့်ရင်ဆိုင်ရတိုင်းမြေခွေးနတ်ဆိုးမလေးသည်အန္တရာယ်များကိုဖြေရှင်းရန်ရှေ့ထွက်လာခဲ့သည်သူမပြင်းထန်စွာဒဏ်ရာရနေချိန်တွင်ပင်မြည်သည့်အခါမျှနောက်ဆုတ်မသွားခဲ့ပေအကျပ်တဲတစ်ခုကိုဖြေရှင်းပြီးတိုင်းသူမသည်သူမ၏အမိများထဲမှတစ်ခုကိုလိုလားဖြတ်တောက်ခဲ့သည်ယခုအခါသူမတွင်နောက်ဆုံးကျန်ရှိသောအမိတစ်ခုသာကျန်တော့သည်ဆိုလိုသည်မှာသူမသည်ဒင်းတို့၏နိုင်ငံတော်ကိုနောက်ဆုံးတစ်ကြိမ်သာကာကွယ်နိုင်တော့မည်ဖြစ်သည်ထိုနေ့တွင်ကွယ်လွန်သူဧကရစ်မင်းမြတ်၏ကျင်းရတော်သည်သူမ၏အကူအညီကိုတောင်းခံရန်ရောက်ရှိလာခဲ့သည်သူမကတိုင်းပြည်သည်ကြီးမားသောရေကြီးမှုဒဏ်ကိုခံစားနေရပြီးပြည်သူများ၏ဘဝသည်အလွန်ဆင်းရဲဒုက္ခရောက်နေရကြောင်းပြောကြားခဲ့သည်သူမသည်မြေခွေးနတ်ဆိုးမလေးအားကြားဝင်ကူညီပေးရန်တောင်းပန်ခဲ့သည်မြေခွေးနတ်ဆိုးမလေးသည်ထိုစကားကိုကြားပြီးနောက်စက္ကန့်ပိုင်းများပင်မတွန့်ဆုတ်ဘဲချက်ချင်းကူညီခဲ့သည်သူမသည်သူမ၏မော်စွမ်းအင်အားလုံးပါဝင်သောနောက်ဆုံးမီးကိုထိုနေရာ၌ပင်ဖျက်တောက်ခဲ့သည်ယခုအခါသူမ၏မော်စွမ်းအင်အားလုံးကုန်ခန်းသွားခဲ့ပြီဖြစ်သည်သူမတွင်မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းပင်မရှိတော့ပေထို့ကြောင့်သူမကပူဇော်တက်ကပလင်သို့သွားရလမ်းတွင်စောက်ရှောက်ရန်ရဲမှတ်များလိုက်ပါပို့ဆောင်ပေးရန်တောင်းဆိုခဲ့သည်လန်ခီတွင်သူမ၌တစုံတစ်ခုဖြစ်ပွားပါကရင်းတို့၏တနိုင်ငံလုံးလုံးဝပျက်စီးခြင်းနှင့်ရင်ဆိုင်ရလိမ့်မည်ဟုသတိပေးခဲ့သည်တက်ကြီးရွယ်အိုအမျိုးသမီးကြီးသည်သူမ၏တောင်းဆိုချက်ကိုလေးနက်စွာကတိပြုခဲ့သည်ထို့နောက်မြေခွေးနတ်ဆိုးမလေးသည်သူမ၏မြင့်မြတ်သောဝတ်စုံကိုချွတ်ပစ်လိုက်ပြီးတာမန်လူသားအမျိုးသမီးတဦးအဖြစ်ပြောင်းလဲခဲ့သည်ဒင်းသည်သူမအနေဖြင့်ဒင်းတို့၏တိုင်းပြည်ကိုကာကွယ်ပေးမည့်နောက်ဆုံးအချိန်ဖြစ်သည်ထို့နောက်တွင်သူမသည်ဤနိုင်ငံတော်မှထာဝရပျောက်ကွယ်သွားမည်ဖြစ်သည်သို့တော်လည်းပူဇော်တက်ကပလင်သို့သွားရလမ်းတွင်ရင်းတို့သည်ရဲမှတ်များလိုက်ပါပို့ဆောင်ပေးမည်ဟုသောဂတိကိုမတီးခဲ့ကြပေထိုအချိန်တွင်မနာလိုဖြစ်နေသောကိုလုတ်တော်တဦးသည်ထိုမျိုးသမီးကဧကရစ်မင်းမြတ်အားတွေ့ဆုံရန်သွားနေကြောင်းကြားသိခဲ့သည်ထို့ကြောင့်သူမသည်မြေခွေးနတ်ဆိုးမလေးကိုတားဆီးရန်သူမ၏ရဲမှတ်များကိုချက်ချင်းအမိန့်ပေးခဲ့သည်မြေခွေးနတ်ဆိုးမလေးကအခြားသူများအားဓာတ်ရိုက်သတိပေးခဲ့သည်အကယ်၍ရင်းတို့သည်ထုံးတမ်းစင်လာအတွက်အတိအကျသတ်မှတ်ထားသောအချိန်ကိုလွဲချော်သွားပါကတနိုင်ငံလုံးလုံးဝပြတ်သုံးမည့်အန္တရာယ်နှင့်ရင်ဆိုင်ရလိမ့်မည်ဟုပြောကြားခဲ့သည်သို့သောကိုလုတ်တော်သည်သူမကလူများကိုခြောက်လန့်ရန်ကြိုးစားနေခြင်းသာဖြစ်သည်ဟုထင်မြင်ခဲ့သည်ထို့ကြောင့်သူမသည်မြေခွေးနတ်ဆိုးမလေးကိုသင်ခန်းစာပေးရန်အတွက်ရက်ဆက်စွာရိုက်နှက်ခဲ့သည်နောက်စက္ကန့်တွင်ကောင်းကင်ယံ၌မိုးကျိန်းတန်နှင့်လျှက်စီးလက်တံများရုတ်တရက်ပေါ်ပေါက်လာခဲ့သည်အဘဲကြောင့်ဆိုသောထိုကိုလုတ်တော်၏လုပ်ရများသည်ကောင်းကင်ဘုံကိုအမျက်ထွက်စေခဲ့ပြီးဖြစ်သောကြောင့်ဖြစ်သည်နတ်ဆိုးမလေးသည်ဤသတိပေးချက်ကြောင့်ထိုကိုလုတ်တော်နောက်ဆုတ်သွားလိမ့်မည်ဟုထင်ခဲ့သည်မထင်မှတ်ဘဲလျှက်စီးလက်ချင်းရပ်တန့်သွားပြီးနောက်ထိုကိုလုတ်တော်သည်ပိုမိုမစင်မကျင်ဖြစ်လာပြီးထိမ့်မနိုင်သိမ့်မရဖြစ်လာခဲ့သည်သူမသည်မြေခွေးနတ်ဆိုးမလေးကိုမရက်မနာအမြဲနှိပ်စက်ခဲ့သည်သူမကမြေခွေးနတ်ဆိုးမလေး၏မျက်နှာကိုဖျက်ဆီးတော့မည့်အချိန်တွင်နန်းတော်တစ်ခုလုံးပြင်းထန်စွာတုန်ခါလာခဲ့သည်ကွယ်လွန်သူဧကရစ်မင်းမြတ်၏အထိမ့်မှတ်ကြောက်စာတိုင်ပင်လျင်ရုတ်တရက်မီးဆွဲလောင်ခဲ့သည်တက်ကြီးရွယ်အိုအမျိုးသမီးကြီးသည်အခြေအနေများဆိုးရွားလာသည်ကိုသတိပြုမိခဲ့သည်သူမသည်မြေခွေးနတ်ဆိုးမလေးကိုကယ်တင်ရန်သူမ၏လက်အောက်ငယ်သားများကိုချက်ချင်းအမိန့်ပေးခဲ့သည်မြေခွေးနတ်ဆိုးမလေးရုန်းကန်နေစဉ်အတွင်းသူမ၏အဝတ်စားများထဲမှတော်ဝင်တစိပ်ပြားတစ်ခုရုတ်တရက်ပြုတ်ကျလာခဲ့သည်ထိုတစိပ်ပြားကိုမြင်လိုက်ရသောအခါကိုလုတ်တော်၏မျက်နှာသည်ချက်ချင်းပြောင်းလဲသွားခဲ့သည်အဘဲကြောင့်ဆိုသောအတိတ်ကသူမသည်တိလိုစိတ်သက်သက်ဖြင့်ထိုတစိပ်ပြားကိုကင်တွယ်ခဲ့မိသဖြင့်ဧကရစ်မင်းမြတ်၏ပြင်းထန်စွာစူပူချိန်မောင်းခြင်းကိုခံခဲ့ရဘူးသောကြောင့်ဖြစ်သည်သို့သောယခုအခါဧကရစ်မင်းမြတ်သည်ဤတစိပ်ပြားကိုထိုတာမန်အမျိုးသမီးအားအမှန်တကယ်ပေးအပ်ခဲ့သည်သူမသည်ဒေါသတကြီးဖြစ်လာပြီးထိုတစိပ်ပြားကိုနေရာ၌ပင်အပိုင်းပိုင်းဖြစ်အောင်ရိုက်ခွဲပစ်လိုက်သည်ဤမိုက်မဲသောလုပ်ရက်သည်နိုင်ငံတော်ကိုပျက်စီးခြင်းသို့လုံးဝတွန်းပို့လိုက်တဲ့ကဲ့သို့ဖြစ်သွားခဲ့သည်ကြီးမားသောရေကြီးမှုသည်အရိုင်းဆိုင်ဆုံးတားရဲတကောင်ကဲ့သို့ပြည်သူများကိုဝါးမြို့သွားခဲ့သည်မိမိအားတိုက်ရိုက်ထိမှန်တော်မူလျှက်စီးကြောင်းကိုမြင်လိုက်ရသောအခါကိုလုတ်တော်သည်မိမိ၏ခန္ဓာကိုယ်ကိုကာကွယ်ရန်အတွက်အစေခံမလေးတဦးကိုချက်ချင်းဆွဲယူခဲ့သည်အမိကိုဆောင်နတ်ဆိုးမလေးသည်အသက်ပေါင်းများစွာကိုကဲတင်လိုသဖြင့်ရင်းကိုတားဆီးရန်အသေးတန်ကြိုးစားခဲ့သည်ရလဒ်အနေဖြင့်သူမသည်အစေခံမလေး၏ကိုစားလျက်စီးအထိမှန်ခံခဲ့ရသည်သို့သောမော်စွမ်းအင်အားလုံးကုန်ခန်းသွားခဲ့သောထိုမြေခွေးနတ်ဆိုးမလေးသည်ရုတ်တရက်သူမ၏အကောင်းဆုံးအခြေအနေသို့ပြန်လည်ရောက်ရှိသွားခဲ့သည်ရဲမှတ်များသည်ဤမြင်ကွင်းကိုမြင်ပြီးထိတ်လန့်တုန်လှုပ်ကာအသက်လူ၍ထွက်ပြေးခဲ့ကြသည်ကိုလုတ်တော်သည်လည်းထိုမျိုးသမီး၏ပြောင်းလဲသွားမှုကိုမြင်ပြီးကြောက်ရွံ့တုန်လှုပ်ကာမြေပြင်ပေါ်သို့လဲကျသွားခဲ့သည်